ဒီလူဟာ Albert Einstein ရဲ့အဖေလို့တော့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့သူဟာဘယ်တော့မှအကြာကြီး ipset လေးမရှိသလိုလက်နှစ်ဖက်လုံးနဲ့တပြိုင်နက်တည်းရေးသားနိုင်အောင်လဲလေ့ကျင့်ထားလို့ပါ။သူဟာသူ့ရဲ့နေ့စဉ်ဘဝမှာတဆင့်ကန်၄000အလားဟာတာမဖြစ်စေခြင်းတဲ့အတွက်အင်ဂျီဝတ်တာတော့ကျဲသီးတွေအစားကက်ခွာတွေကိုပဲသုံးပါတယ်။ပုံမှန်စီးရတဲ့ neck tie တွေအစားအချိန်ကုန်သက်သာအောင်ချိတ်တက်သွားတဲ့ neck tie ကိုပဲအသုံးပြုပါတယ်။နေ့လယ်2 နာရီထိုးတိုင်းမှာသူဟာ9 မိနစ်ကြာအိပ်ဆက်ခြင်းကိုပြုလုပ်ပြီး opera တေးဂီတာကိုနားထောင်ပါတယ်။အဲ့ဒီတတ်မှတ်ထားတဲ့အချိန်တိုအတွင်းမှာပဲမုတ်စိတ်ဂီတာခြေသေးလက်သေးညက်တာစတဲ့အကျိုးမရှိတဲ့အလုံးမှန်တများကိုလှုပ်ဆောင်ဖို့သူ့ရဲ့အစေခံကိုညွှန်ကြားထားပါတယ်။သူဟာဘသူ့ကိုမှအရှုံးမပေးချင်တော့အောင်ပြိုင်ဆိုင်လို့စိတ်ပြင်းထန်သူဖြစ်ပြီးလမ်းမပေါ်မှာတောင်တယောက်ကသူ့ကိုကြော်တက်သွားရင်ရှေ့ဆုံးမှာပဲရှိနေစေဖို့စပိန်ကိုပို့မြအောင်နေလေရှိပါတယ်။ဒါပေမဲ့အချိန်ကိုတန်ဖိုးထားတဲ့သူဖြစ်ပါလေရဲ့နဲ့ဘာလို့ခီးသွားလာဖို့အတွက်စပိန်အဟောင်းလေးကိုပဲသုံးနေရတယ်လဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။သူဟာပထမနှစ်ကျောင်းသားတွေကိုပထမအချိန်ဟောပြောပို့ချဖို့အတွက်ကျောင်းသားတွေကိုအပြင်ဘက်ကိုခေါ်သွားခဲ့ပါလေ။ပြီးတော့ဘဝဆိုတာပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြန်ခွေးတစ်ခုသာထိချောင်းတက်တည်ပြပြီးကြက်ဥတစ်လုံးကိုခွဲပြလိုက်ပြီးဒီ college ကိုတက်ရောက်ခွင့်ရပဲကြာရှုံးသွားခဲ့တဲ့ကျောင်းသားတွေရဲ့လျှောက်လွှာတွေကိုထုတ်ပြလိုက်ပါတယ်။